အားလုံးပဲမင်္ဂလာပါဗာမီကိုကရန်ဒီပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကနေ့ကျွန်တော်ရှင်းပြပေးသွားမှာတော့ဖားကိုကမွန်းကျင်ရွက်လေးနဲ့ကျွန်တော်ရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်ဘလို့ရှက်ရလဲဘာဖြစ်စီတွေပါအောင်လဲဆိုတော့ကျွန်တော်အသေးစိတ်ပြပြပေးသွားမှာပဲဖြစ်ပါတယ်အဲဆိုရင်တော့ကျွန်တော်ဗီဒီယိုလေးကိုစလိုက်ရအောင်ဗျာမဟုတ်စားလဲရောက်ပြီဆိုတော့ရှင်းရှင်းဆက်ဆက်လေးစားကျင်တာနဲ့ကျွန်တော်ဈေးမှာတွေ့တဲ့ဖားကိုဝယ်ခဲ့လိုက်ပါတယ်ပြီးတော့ရင်တော့ကမွန်းကျရွက်တွေ့ရတဲ့ကမွန်းကျရွက်တို့ဝယ်လိုက်ပါတယ်ပြီးတော့ကျွန်တော်ဆုံးဖြတ်လိုက်ပါတယ်ဖားနဲ့ကမွန်းကျရွက်ကိုကြော်ချက်လေးချက်စားဖို့အတွက်ကျွန်တော်ဆုံးဖြတ်လိုက်ပါတယ်အဲဒါကြောင့်ကျွန်တော်မိတ်ဆွေတို့ကျွန်တော်ရှက်ပြဖို့အတွက်ကျွန်တော်ဒီဗီဒီယိုလေးကိုတင်ပြလိုက်တာပဲဖြစ်ပါတယ်ဘာတွေပါအောင်လဲဆိုရင်တော့ဖားကမွန်းကျရွက်ကြက်သွန်အဖြူနီတို့ပဲဖြစ်ပါတယ်ဘလို့ရှက်လဲဆိုတာကိုကျွန်တော်သေးစိတ်ကျွန်တော်ပြပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်တို့စီပူပြီးဆိုတာနဲ့ဖားကိုကျွန်တော်တို့တက်စီအရင်ဆုံးကြော်ပေးပါမယ်ကျွန်တော်ကတော့မိတ်ဆွေတို့မြင်တဲ့အတိုင်းပဲကျွန်တော်ကတော့အနေငယ်စီပဲကျွန်တော်ကတော့ကြော်လိုက်ပါတယ်ရိုးတွေရောဖားအသားတွေရောကျွတ်ရွနေအောင်လို့ကျွန်တော်ဒေချာလေးမွေပြီးတော့ကြော်ထားလိုက်ပါတယ်မဟုတ်စားမှာတော့အပေါ်ဆုံးကတော့ဖားပဲဖြစ်ပါတယ်။အားကြောင့်ကျွန်တော်လည်းဖားစားရန်စားကျင်တာနဲ့ဒီမှာတွေ့ရလေးဝယ်ခဲ့ပြီးတော့ခုလိုလေးချက်စားလိုက်တာပဲဖြစ်ပါတယ်။ကျွန်တော်တို့မိတ်ဆွေတွေလည်းချက်စားခြင်းနေဆိုရင်တော့ကျွန်တော်ရဲ့ဗီဒီယိုလေးမှာကျွန်တော်ချက်နည်းလေးတွေကိုတင်ပြပေးနေတာပဲဖြစ်ပါတယ်။အဲဒါကြောင့်လိုရှာလည်းမသိသေးတဲ့မိတ်ဆွေတွေကတော့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုစုံအောင်ကြည့်ပေးသွားဖို့ကျွန်တော်ပြောပြပါစီ။ခုလိုနေတာလေးရောက်ပြီဆိုရင်တော့ကျွန်တော်တို့တွေပကံလေးကိုဆဲလိုက်ပါမယ်ဒီအနေထားလေးဆိုရင်တော့အယူရောအသားပါတခါတည်းဝါစားလို့ရတဲ့အနေထားလေးပဲဖြစ်ပါတယ်ခုလိုအနေထားလေးရအောင်လို့ကျွန်တော်တို့ကြော်ရပါမယ်ပြီးတော့ရင်တော့ကျွန်တော်ကတော့ဒီဖားကြော်ထားတဲ့စီးနဲ့ပဲနောက်ထပ်ဟင်းကိုကျွန်တော်ထည့်ချက်လိုက်ပါတယ်။ဘာလောက်ရမလဲဆိုရင်တော့ပထမဆုံးမှာကျွန်တော်တို့စစ်တုံးစီတက်ပေးရပါမယ်။စစ်တုံးစီတက်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့မျိုးရီစိမ်းမုတ်ကိုထည့်ပေးရပါမယ်။ဒီပိုင်းတော့ကြက်သွန်နဲ့မျိုးရီစိမ်းမုတ်တွေကြက်တဲ့ထီကိုကျွန်တော်တို့မှုပေးရပါမယ်ဟိုလိုကြက်သွန်တွေမျိုးရီစိမ်းတွေကြက်လောက်မဲ့အနေထားရောက်ပြီဆိုရင်တော့ကျွန်တော်တို့စနင်းမုတ်နဲ့ရောင်လင်းမုတ်နဲ့ကိုကျွန်တော်တို့ထည့်ပေးရပါမယ်ဒီပိုင်းတော့ပြန်မှုပေးလိုက်ပါမယ်ပြီးသွားရင်တော့ကျွန်တော်တို့တွေစင်စစ်ထွင်ထားတဲ့ကမွန်ကျင်ရွက်တွေကိုထည့်ပေးလိုက်ပါမယ်ထည့်သွားရင်တော့ကမွန်ကျင်ရွက်တွေစက်တဲ့ဒီကိုကျွန်တော်တို့မှုပေးလိုက်ပါမယ်ဒီပိုင်းတော့ရတာအနေနဲ့ငကြရင်နေနဲ့ထည့်ပါမယ်ဒီပိုင်းတော့အရှုံမုတ်စားအနေငယ်စီကျွန်တော်တို့ထည့်ပေးပါမယ်နောက်တွေမရမနာတေချာလေးမှုပေးမှသာအောက်ကနေဂျိုးမတူးမှပဲဖြစ်ပါတယ်တေချာလေးမှုပြီးသွားပြီအခုလိုပုံစံလေးပြပြီဆိုရင်တော့စင်နဲ့ကြော်ထားတဲ့ဖားတွေကိုကျွန်တော်တို့ရောမှမှုပေးလိုက်ပါမယ်
ဝယ်ပေးလိုက်ပြီဆိုရင်တော့ကျွန်တော်တို့လိုချင်နေတဲ့ဖားနဲ့ကမွန်ရွက်ဟင်းလေးကိုယာယီပဲဖြစ်ပါတယ်အချက်တက်တဲ့မိတ်ဆွေတွေလည်းကျွန်တော်ဗီဒီယိုလေးကိုကြည့်ပြီးတော့ချက်တက်ပြီးလို့ထင်ပါတယ်ချက်စားခြင်းတဲ့သူတွေလည်းဒီနီးတိုင်းချက်စားပါတော့ကျွန်တော်ကြံပေးပြရစီကျွန်တော်ရဲ့ဗီဒီယိုလေးကိုစောအောင်ကြည့်ပြီးတဲ့တယောက်ရှင်းတိုင်းလည်းကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်လည်းဗီဒီယိုတိတိတွေတင်အောင်မှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel လေးကိုစိတ်ဝင်စားရဆိုရင်တော့ like and subscribe လေးလုပ်ထားဖို့တောင်းဆိုပါရစေကဲအားဆိုရင်တော့ကျွန်တော်ဗီဒီယိုလေးကိုဒီမှာပဲဆုံးတက်ပါရစေအားလုံးပဲ bye bye